တခါတုန်းကရွာတရွာမှာတားမီနှစ်ယောက်တည်းရှင်တန်ရုံးကန်နေထိုင်ကြပါတယ်။တားဖြစ်သူကငယ်သေးတော့အမေကတားလိုကိုအမြဲလိုက်လွန်းတော့အချိန်ကြာလာတာနဲ့အမျှသားဖြစ်သူဟာအကျင့်စရိုက်ဆိုးတွေအစပြုလာပါတော့တယ်။တနေ့မှတားဖြစ်သူကကျောင်းကနေပြန်တငယ်ချင်းတွေရဲ့ခဲတံကိုခိုးယူလာခဲ့ပါတယ်။အမေကမေးတော့တငယ်ချင်းကပေးတာလို့ပြန်ဖြေပါတယ်။တနေ့တမျိုးပြီးတမျိုးအိမ်ကိုပါလာပြီးသူများပေးတာကမ်းတာလို့ပဲအမေကိုအမြဲပြောလေးရှိပါတယ်။အမေကလဲယုံပေးလိုက်တာပေါ့။ကလေးကအရွယ်ရောက်လာပြီးနောက်မှလည်းအဲ့အချင်းကဖြောက်မရတော့တခိုးတယောက်လုံးကြီးဖြစ်လာပါတော့တယ်။တနေ့မှရဲတွေကမိပြီးအဖမ်းခံရတော့တာပေါ့။ထောင်ထဲရောက်ပြီးသူ့အမှုတွေစစ်ဆေးလိုက်တဲ့အခါမှာအရင်ကတည်းကအမှုပေါင်းများစွာကျူးလွန်ခဲ့တဲ့အကြောင်းတွေပါထွက်ပေါ်လာပါတော့တယ်။အမှုတွေကဖုံးမရဖိမရဖြစ်ကုန်ပြီးနောက်ဆုံးမှာတေတံပေးဖို့တရားသူကြီးကဆုံးဖြတ်ပါတော့တယ်။နောက်ဆုံးအနေနဲ့တာဝန်ရှိသူတွေကဘသူနဲ့တွေ့ချင်လဲမေးတော့အမေနဲ့တွေ့ချင်တယ်လို့ဖြေဆိုခဲ့ပါတယ်။နောက်တစ်နေ့မှာအမေဖြစ်သူကရောက်ရှိလာပါတယ်။တားဖြစ်သူကအမေသားအမေကိုပြောစရာရှိတယ်တားနာလာကပ်ပါဆိုပြီးအမေရဲ့နှစ်ရွက်လေးကိုက်ပစ်လိုက်ရင်သားငယ်ငယ်ကအလိုလိုက်တယ်တားပါရီလုတ်တယ်ဆိုပြီးစောင့်ကြည့်မထားဘူးခုတော့တားတေရတော့မယ်တားငယ်ငယ်ကသာအမေသေးချာကြည့်ရှုစောင့်ရှောက်ခဲ့ရင်ခုလိုတခိုးတမျှဖြစ်လာမှာမဟုတ်ဘူးဆိုပြီးပြောပါတယ်အမေဖြစ်သူကလည်းနောင်တမျက်ရည်တွေနဲ့တားမျက်နာကိုတော့မကြည့်ရတော့ပဲလှည့်ပြန်ပါတော့တယ်တားဖြစ်သူကလည်းကြိုးပေးခံရပြီးဇလန်းကပြီးဆုံးပါတော့တယ်ပေးချင်တဲ့ message ကတော့တားသမီးတွေကိုအလိုလိုက်လွန်းတာလည်းမကောင်းဘူးလို့ပြောချင်တာပါကျေးဇူးတင်ပါတယ်